အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအလေးကတော့ဇိုင်းချမ်းမအေးဖြူရဲ့စိတ်တက်ခွန်အားဖြင့်တုဒ္ဒဆဆုံတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအလေးကတော့ပန်းပြောလက်များဆိုတဲ့စိတ်တက်ခွန်အားဖြင့်တုဒ္ဒဆဆုံလေးတစ်ခုပဲဖြစ်ပါတယ်ဘာပဲလုပ်လို့ရကောင်းဆိုတဲ့မျှော်လင့်ချက်နဲ့ရှင်သန်ရတဲ့ဘဝမျိုးမလိုချင်ဘူးကိုယ့်ဘက်ကကျွမ်းကျင်ရလိမ့်မှန်ရဘယ်လို့မဆိုအကောင်းဆုံးအတတ်နိုင်ဆုံးအားထက်လုပ်ပေးဖို့ဆိုတဲ့ဝါရှင်တန်အောင်မြင်ရေးလမ်းကြောင်းမှန်တွေကိုဖြည်းဖြည်းချင်းကလေးတွေသဘောပေါက်အောင်ပြောပြနာသွင်းပေးရမှာလားအမေတွေရဲ့အလုပ်ပဲဖြစ်ပါတယ်မမေလားဘယ်တော့ပြန်လာမှာလဲမြန်ပြန်လာတော့အလုပ်လုပ်နေတဲ့အမေတယောက်အနေနဲ့အင်ကိုတယ်လီဖုန်းဆက်တိုင်းသားသမီးတွေစီကဘသူပဲဖုန်းကန်အထက်စကားလေးတွေကိုအမြဲကြားနေကြပါမိသားစုမှာအမေဆိုတာကတားငယ်သမီးငယ်ညီသေးငယ်တွေအတွက်မိတွေ့စရာအုတ်တိုင်ကြီးပါပဲမိတွေနဲ့မြစ်တာတွေဂယုဏတွေအကျဉ်းတာတွေပြီးရင်အစိုးအကောင်ကြောင်ကျိုးပဲ့ပြင်ဆုံးမှထိန်းချောင်းရသူပါ Mother made heart blanche အမေတွေကကလေးတွေရဲ့နှလုံးသားကိုပွင့်လန်းစေတဲ့ဆိုတဲ့အင်္ဂလိပ်စာသားလေးအတိုင်းကလေးတွေကိုချစ်တဲ့ကျင်နာတတ်တဲ့မေတ္တာတရားများနဲ့ပြည့်ပြီးလောကကြီးကိုအလှဆင်မဲ့လူသားတွေဖြစ်အောင်လဲအမေကြီးကလုပ်ပေးနိုင်စမ်းရှိကြပါတယ်မိသားစုမှာအမေဆိုတာကိုဦးစားပေးနောက်ဆုံးမှာထားတတ်ကြတယ်ခင်မွန်းတဲ့ကလေးတွေပြီးမှအမေလို့သူအလဲကလာမယ်ကလေးတွေဖျားနာပြီးဆိုရင်ပပတလဲပူပန်ကြီးစွာနဲ့စိုးရိမ်တတ်တယ်ဆေးရုံစီကံပို့တယ်ကိုတိုင်ဖျားတာတခုခုဖြစ်တာကြတော့ဆေးကံတော့ဘူးအလုံးဝန်လေးတယ်နေရွှေညရွှေနဲ့ယောဂကြီးမှာမဖြစ်မနေမခံစားနိုင်လောက်ကမှဆေးရုံစီကံတော့တတ်ကြတယ်ပထမအဦးဆုံးကမိခင်လုံးသူအဖို့မိမိရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့အထူးရေးကြီးတယ်မိသားစုတစ်ခုလုံးအတွက်ကိုကအတွင်းအပြင်တာဝန်ယူထားရသူတဦးအနေနဲ့စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်နေဖို့အလေးထားရပါမယ်အိမ်တော်စုမှာမိခင်နေရာကလက်ဟာသွားရင်တောင်မျိုးစုံကအန်ဒီရီတွေဝင်ရောက်ထိုးနှက်နိုင်တယ်ဒါကြောင့်ကိုကျန်းမာရေးကိုသာအတိဆုံးဖို့အသေးလေးကအစပေါ့တန်တတိမထားပဲဂရုစိုက်ရပါမယ်တအိမ်သားလုံးရဲ့ကျန်းမာရေးကလည်းအရှင်ဖြစ်တဲ့မိခင်ပေါ်မှာမူတည်ပါတယ်ကျန်းမာရေးဘုဒ္ဓများပြည့်ဝအောင်လှည့်လာမှတ်ယူရင်းအာဟာရပြည့်ချက်ပြုတ်နည်းများနဲ့မိသားစုကိုကျွေးမွေးဆောင်ရှောက်တဲ့တာဝန်ကိုအမေများကယူတတ်ရပါတယ်အလုံးလုံးတဲ့မိခင်ဆိုရင်လည်းမထားမဖြစ်ထားရတဲ့အိမ်ကူများကိုစနစ်တကျစီမံခန့်ခွဲလမ်းညွှန်ရတဲ့အတတ်ပညာကိုလည်းတကြွထားဖို့လိုအောင်မယ်အိမ်ကူများကိုမိမိကိုယ်ခန္ဓာမှာသူများစိတ်နဲ့အလုံးလုံးနေကြရတဲ့သူတွေလို့သဘောထားပြီးပတ်စံပေးရတယ်လို့မတွက်ပဲစေတနာနဲ့အကောင်းမြင်ဆက်ဆံပြီးမေတ္တာမှန်ရင်အတော်အပြန်လန်းရှိတတ်ပါတယ်အိမ်ကိုပဲစားကတဆင်ငှားရင်ကြရတဲ့အခြေအနေမျိုးပါပဲစေတနာထားပါများရင်အစဉ်ပြေစရာလမ်းကြောင်းများပေါ်လာတတ်ပါတယ်အမေတွေအတွက်လက်ဦးစရာညီထိုက်စွာသာပုပ္ပါဆိုရမိနေဖာဆိုတဲ့ဆိုရိုးစကားအတိုင်းပဲ့ပြင်ကုတ်ကဲမှုအပိုင်းကခက်ခဲဆုံးလို့ထင်ပါတယ်ကျောင်းပညာအတန်းပညာကိုတော့ယနေ့ခေတ်အခါမှာစာသင်ကျောင်းများနဲ့ကျူရှင်သင်တန်းတွေကအထောက်အကူပြုနေကြလို့အမေလို့သူကပညာရှိကိုလူမခိုးဆိုတဲ့ပညာတန်ဖိုးကိုအသိပေးပြီးအချိန်ကြီးကလုံလဆိုင်ပြီးအားထက်ကြိုးပမ်းလေအောင်လူသူများအထောက်ပံ့ကူညီပံ့ပိုးမှုကိုမိသားစုအလိုက်တင့်တော်တဲ့ပေါင်တက်နိုင်တဲ့အင်အားအတိုင်းတာအတွင်းကသားသမီးတွေကိုအားပေးအောင်မြောက်ပြုကြတယ်စာဖတ်ခြင်းအလေးခြင်းကောင်းကိုပြိုးထောင်ပြီးရင်စာကောင်းပေကောင်းတွေမှဘ ഹു တုဒတိုးစီကိုလည်းတွန်းအားပေးရပါမယ်အတန်းစာအပြင်အခြားစိတ်နေစိတ်ကြခံယူချက်အမှုအကျင့်အလေးအထားအတွေးအမြင်သဘောတရားရေးရာတွေနဲ့ပတ်သက်လို့မှန်ကန်တဲ့စံနမူနာယူစရာ right value တွေကိုအမေလို့သူကကလေးများမှတ်သားနိုင်တဲ့အရွယ်ကစပြီးဖြည်းဖြည်းချင်းရိုက်သွင်းပေးဖို့လိုပါလိမ့်မယ်နိုင်ငံတော်ဆိုတာမိသားစုတွေအများကြီးနဲ့ဝန်းဝန်းထားတာဖြစ်တယ်ကောင်းတဲ့မိသားစုတွေများရင်နိုင်ငံလည်းကောင်းပါပဲမှန်ကန်တဲ့အတွေးခေါ်ခံယူချက်ပြုမှုတွေရှိတဲ့နိုင်ငံသားကောင်းတွေများလာရင်ဒီနိုင်ငံကမဖြစ်ပြုံးမတိုးတက်ပဲမရှိပါဘူးစီစီလုံးလုံးညီညီညာနဲ့တာဝန်သိစိတ်အပြည့်နဲ့နိုင်ငံအကျိုးရက်တဲ့ပိုးကြမယ်သူတွေဖြစ်လာအောင်မိသားစုတွေကအမေတွေကရုံလုံးဖော်ပေးဖို့ဖြစ်ပါတယ် value ဆိုတဲ့စကားလုံးဟာတန်ဖိုးလို့အတူကသိထားကြပြီပဲ after အမြဲသုံးရတဲ့ value ဆိုတဲ့စကားလုံးကတော့ဘဝမှာစံနမူနာယူစရာပြီလို့မြန်မာလိုနားလည်လို့ရတယ်အင်္ဂလိပ်လိုတော့ the established idea of life လို့အဓိပ္ပာယ်သတ်မှတ်ထားတယ်ဗုဒ္ဓဘာသာမှာဆိုရင်ဖျားတရားတန်ခါရတနာသုံးပါးနဲ့လူကြီးသူမဆရာသမားတွေကိုယိုသေးတာသူများပစ္စည်းမခိုးမဝတ်တာအပြင်ပိုင်ရှင်မသိပဲဘာကူမှဆွဲကင်မပြူရတာ
ကိုနဲ့နိုင်ပြီးကိုချင်းစာတာညာတာစာနာထောက်ထားတဲ့စိတ်ထားရှိတာလဲနေသူကိုထုတ်ပေးတာအားနေသူကိုဖေးကူပေးတာစတဲ့ပြည်သူနေတီတို့ကျင့်ဝတ်ပိုင်းတို့နဲ့ဆက်ဆက်ပြီးလိုက်နာကျင့်သုံးဖို့လိုတဲ့အပြောအဆိုအမှုအချင်းခံယူချက်တွေအားလုံးပါပါတယ်။သုံးတဲ့ရှစ်ပြမင်္ဂလာတရားတော်လာမင်္ဂလာရှိတဲ့စိတ်နေစိတ်ချကြင်ကြံမှုတွေယဉ်ကျေးချိုသာအပြောအဆိုဆက်ဆံမှုတွေလောကနေတိတရားတော်တွေကစလို့ကောင်းမှုတွေဆောင်မကောင်းမှုကိုရှောင်လို့တဲ့စိတ်တွေဖြူအောင်ထားရမယ်ဆိုတဲ့ဆုံးမစကားတွေအားလုံးကမှန်ကန်တဲ့စံနမူနာယူစရာတွေဖြစ်ကြပါတယ်။မှန်ကန်တဲ့စံနမူနာယူစရာတွေကိုကလေးငယ်များငယ်စဉ်ကတည်းကခေါင်းထဲဝင်အောင်ရိုက်သွင်းပေးရမယ်။ကျမတို့ဌာနမှာလှုပ်စင်ကလေးကတကယ်ချင်းတူရဲ့ရှင်းနေရွယ်သမီးငယ်လေးကိုမိခင်ကအလုတ်လာရင်တရက်ခေါ်လာပါတယ်။သူမိခင်အတန်းသွားတော့ကျမတို့ကသူ့ကိုထိန်းထားပေးရင်သမီးငယ်လေးကအကတော်လို့ကဲအန်တီတို့ကိုကပြပါဦးလို့တယောက်ကပြောလိုက်တယ်။ခလေးကကပြရင်အန်တီတို့ကပါပေးမှလေချက်ချင်းပြန်မိတာကျမတို့အားလုံးကျောင်းမနာတယောက်ကြည့်မိတာလေတခုခုကြရမှာလုတ်ပြမယ်ဆိုတဲ့သမီးငယ်လေးရဲ့ခံယူချက်အတွက်စိတ်ထဲစနှုတ်စနှောက်ဖြစ်သွားရပါတယ်။ဘာပဲလို့ရကောင်းစီဆိုတဲ့မျှော်လင့်ချက်နဲ့ရှင်တန်ရတဲ့ဘဝမျိုးကိုမလိုချင်ဖို့ကိုယ့်ဘက်ကကျွမ်းကျင်ရာလိမ္မာဆိုသလိုဘယ်လို့မဆိုအကောင်းဆုံးအတတ်နိုင်ဆုံးအားထည့်လုပ်ပေးဖို့ဆိုတဲ့ဘဝရှင်တန်အောင်မြင်လမ်းကြောင်းမှန်ကိုဖြည်းဖြည်းချင်းကလေးတွေသဘောပေါက်အောင်ပြောပြနာသွင်းပေးရမှာကလည်းအမေတွေရဲ့အလုပ်ပဲဖြစ်ပါတယ်။ Law Mahavir ပြောတယ် right faith right knowledge right conduct အယူမှန်အသိပညာမှန်အမှုအကျင့်မှန်လို့ရှိတဲ့သူတွေကတော့ဘဝအတွက်လမ်းကြောင်းလွှဲမစရာမရှိဘူးဆိုတဲ့စကားလိုမိသားစုမှာတောင်းယူကြရတဲ့မိခင်များအတွက်ဆိုရင်လည်းကလေးတွေကိုမှန်ကန်တဲ့စံနမူနာယူစရာတွေနဲ့ကြီးပြင်းအောင်ပြုထောင်ပေးကြပါနိုင်ငံအတွက်အားတက်စရာနိုင်ငံသားကောင်းများဝေးထုတ်ပေးကြပါလို့တိုက်တွန်းရင်း